လေရင်စင်းတက်တော့မှချင်းမှာ CEO ဟာသူ့ရဲ့ချိုင်းကိုကပတ်ကိုဖြုတ်လိုက်ပါတယ်ဒါကိုမြင်တဲ့လေရင်မဲကကပတ်ပြန်ပတ်ဖို့ချက်ချင်းတတိဖိပေမဲ့ CEO ကတော့သူမရဲ့တတိပေးချက်ကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးအဲ့ဒီနောက်သူ့ရဲ့လက်ထောက်ကလေရင်မဲကိုထွက်သွားဖို့နဲ့ CEO ရဲ့အနားယူမှုကိုလာမနှောင်ယှက်ဖို့ပြောခဲ့ပြီးသူမကိုတိုင်ကြားမယ်ဆိုပြီးတော့ပါချင်းကြောက်ခဲ့ပါတယ်အခြေအနေကိုကြည့်ပြီးလေရင်မဲလည်းဆက်မပြောလို့ပဲပထမတန်းကက်ဘင်တွေကနေတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပြေးလန့်ဘော်ကတခြားလေရင်သူစီကရုတ်တရက်ချိုးရင်မှုဖြစ်ပွားခဲ့ပါတယ်လေရင်မှုဟာဆင်းသက်နေစဉ်အတွင်းလေရင်မောင်းတန်ကိုအမြန်ဆွဲခင်ပြီးလေရင်ဥတီယာကိုပြောင်းလဲဖို့ကလွယ်လို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးပြင်းထန်တဲ့အချိန်ုံကြောင့်ကပတ်မပတ်ထားတဲ့ CEO ဟာလေပင်ပြင်းပြင်းထန်ထန်လှည့်ထွက်သွားခဲ့ပါတယ်လေရင်မဲတွေကလည်းသူ့ကိုဆေးရုံသို့ချက်ချင်းပို့ဆောင်ပေးခဲ့ပါတယ်ကုသမှုခံယူပြီးနောက်မှာတော့ CEO ဟာလေပင်အထင်းကွင်းတက်ဆန်ထားရပါတယ်သတင်းတော်တွေကဒီအကြောင်းကိုချက်ချင်းသိရှိသွားပြီးသူ့ရဲ့ဒဏ်ရာတွေအကြောင်းလူတွေမေးမြန်းဖို့ဆေးရုံကိုအလို့အရာရောက်ရှိလာကြပါတယ်ဒါပေမဲ့သူ့ရဲ့လက်ထောက်ကတော့မတော်တဆဟာလေရင်မှုရဲ့အမားကြောင့်ဖြစ်ရတာလို့လူသိရှင်ကြားပြတ်ဆုံးလိုက်ပါတယ်လေရင်မှုဟာသတင်းမီဒီယာတွေရဲ့ဝေဖန်တိုက်ခိုက်မှုတန်းကိုချက်ချင်းရင်ဆိုင်လိုက်ရပါတော့တယ်ဗီဒီယိုလိုမရတဲ့သတင်းတော်တွေနဲ့အွန်လိုင်းအလွမ်းနိုင်သူတွေကလေချောင်းလိုင်းကိုစတင်တိုက်ခိုက်ကြပါတယ် CEO ရဲ့ဖန်အချို့ဆိုရင်လေရင်မှုရဲ့ကိုယ်ရေးအချက်အလက်တွေကိုစုံစမ်းဖော်ထုတ်ပြီးသူမရဲ့အိမ်ကိုလျှက်စစ်မိပါတိတ်တဆိတ်ဖျက်တောက်ခဲ့ကြပါတယ်ပြင်းထန်တဲ့လူလူဖီယားတွေအောက်မှာလေချောင်းလိုင်းဟာလေရင်မှုအပေါ်စုံစမ်းစစ်ဆေးမှုတစ်ခုစတင်ခဲ့ပါတယ်သူမကိုလေရင်စင်းတက်မှုပိုလတန်စမ်းတက်ချက်အပြည့်အစုံပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်စောင့်ကြည့်စစ်ဆေးချက်အချက်အလက်တွေအရသူမရဲ့လှုပ်ဆောင်ချက်တွေဟာဘယ်လုံထုံးနည်းကိုမှမချိုးဖောက်ခြင်းမရှိကြောင်းရှင်းလင်းပြသနေပါတယ်အားလုံးဖိငိမ့်ထားပြီလို့လေရင်ဘဲကထင်မှတ်နေတဲ့အချိန်မှာပဲ CEO ရဲ့ fan တွေကလေချောင်းလိုင်းကုမ္ပဏီအပြင်ဘက်မှာစုဝေးပြီးဆန္ဒပြခဲ့ပါတယ်ဖီယားကိုမခံနိုင်တော့တဲ့အတွက်လေချောင်းလိုင်းကလူလူဒေါသကိုပြည်ငိမ့်စေဖို့လေရင်မှုကိုအပြစ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီအကြောင်းကိုသိရှိနောက်မှာတော့လေရင်ဘဲကအဲ့ဒီနေ့ကတကယ်ဖြစ်ပျက်ခဲ့တာတွေကိုအချက်ချင်းအစီရင်တင်ပြခဲ့ပါတယ် CEO ရဲ့ဒဏ်ရာဟာကပတ်ပြန်ပတ်ဖို့သူ့ဘာသာညှင်းဆန်ကြတာကြောင့်ဖြစ်ရတာလို့သူမကအခိုင်အမာယုံကြည်နေပါတယ်ဒါပေမဲ့ CEO ရဲ့ fan တွေကအလွန်အရာယူသွားနေပြီးအမှန်တကယ်ကိုတက်တည်ပြဖို့အတွက်ပုံမခိုင်မာတဲ့တက်တည်အထောက်အထားတွေလိုနေကြပါတယ်အဲ့ဒီအချိန်မှာပဲလေရင်ဘဲကအဲ့ဒီတုန်းကအနီးနားမှာထိုင်နေခဲ့တဲ့တခြားခရီးသည်ကဦးရှိခဲ့ကကိုရုတ်တရက်တတိယသွားပါတယ်သူဟာအရာအလုံးကိုမြင်တွေ့တာမှဖြစ်ပါတယ်လေရင်ဘဲကအဲ့ဒီခရီးသည်စီဓာတ်ချင်းသွားရောက်ပြီးတက်တည်ခံပေးဖို့လိုလားမှုရှိမရှိမေးမြန်းခဲ့ပါတယ်ဇညာတခုလုံးကိုကကြားသိလာပြီးနောက်မှာခရီးသည်ကတုံစိတ်မရှိပဲသဘောတူခဲ့ပါတယ်သတင်းရှင်းလင်းပွဲမှာလေရင်ဘဲအမှုကွဲရောက်ကရှစ်ထွက်လာပြီးဖြစ်စဉ်ရဲ့အမှန်တရားကိုဖွင့်ပြလိုက်ပါတယ်လေရင်အမှုကွဲတွေနဲ့အနီးနားကခရီးသည်တွေပါတက်တည်ဖြစ်ထွက်ဆိုနိုင်တယ်လို့သူမကပြောကြားခဲ့ပါတယ်နောက်ဆုံးမှာတော့အမှန်တရားကပေါ်ပေါက်လာခဲ့ပါပြီလေချောင်းလိုင်းကလေရင်မှုပေါ်ပေးထားတဲ့အပြစ်ပေးမှုကိုချက်ချင်းရုပ်စိတ်လိုက်ပြီးအရေးပေါ်အခြေအနေတွေလင်းမြန်ပြီးကျွမ်းကျင်တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ဖို့အတွက်အစားထိုးချီးကျူးကုန်ပြုခဲ့ပါတယ်